တော့အခုဖတ်ကြည့်တာလေabout ပေါ့နော် hormone replacement therapy အကြောင်း NHS ကရှင်းပြထားတဲ့ page လေးတွေကိုဝင်ကြည့်လိုက်တာပေါ့နော်အဲ့ဒါလေးမှကြတော့သူက name က HRT ဆိုတာဘာလဲဆိုပြီးလူနာတွေကိုရှင်းပြတာ HRT ဆိုတာ treatment ပေါ့နော် used to help menopausal symptoms သူကကြတော့ဘာတွေပြန်ဖြည့်ပေးလိုက်တာဆို estrogen နဲ့ progesterone hormone လေးကိုပြန်ဖြည့်ပေးလိုက်တာပေါ့နော်အဲ့ဒါတွေက menopause နာကိုနီးလာတဲ့အခါမှာနေသွားတယ်အဲ့ဒါကြောင့်ပြန်ဖြစ်ပေးတာပေါ့နော်အဲ့တော့ menopause symptoms ဆိုလို့ရှိရင် HRT ပြီးလိုက်ရင်ဘာတွေသက်သာသွားမလဲဆို hot flashes တွေသက်သာသွားမယ် night sweats တွေသက်သာသွားမယ် sleep problems တွေသက်သာလာမယ် mood swings ဖြစ်တာတွေသက်သာလာမယ် anxiety and low mood တွေသက်သာလာမယ် vaginal dryness တွေသက်သာလာမယ်တဲ့နော်အဲ့တော့menopause ဆိုတာဘာလဲတဲ့ဆိုလူနာတွေရှင်းပြတယ် your period က stopped due to lower hormone level and it usually affects women between the ages of 45 and 55 45နဲ့55ဂျားလေးတွေထဲမှာ hormone level လေးတွေကျလာတယ်အဲ့တော့ဒါပေမဲ့တစ်ခါကျရင်45ထက်လည်းဇော်နိုင်သေးတယ်အဲ့တော့ it affects anyone who has period အဲ့တော့ရာသီလာတဲ့အမျိုးသမီးတိုင်းကြုံတွေ့ရနိုင်တယ်အဲ့တော့ estrogen နဲ့ progesterone hormones လေးတွေကဒီ period cycle အတွက်ကို essential parts ဖြစ်တယ် ovulation အတွက် pregnancy အတွက်เนาะဒီရာသီလာဖို့ရယ်မျိုးဥကြွေဖို့ရယ်ကိုယ်ဝန်ရှိဖို့အတွက်ကို estrogen နဲ့ progesterone hormone လေးတွေက essential parts အနေနဲ့ပါဝင်တယ်အဲ့တော့နောက်တစ်ခုကအရေးကြီးတာဒီ they also keep your bones healthy အရိုးကျန်းမာရေးအတွက်လည်းအရန်အရေးကြီးတယ်ကြည့်ပြီးအသက်ကြီးလာတဲ့အခါမှာဒီ hormone တွေနည်းလာတဲ့အခါမှာဒီခန္ဓာကိုယ်အတွက် big effect တွေရရှိနိုင်တယ်အဲ့တော့ to replace these hormones ဆိုလို့ရှိရင်ပြန်တောက်ရသည် estrogen ရော progesterone hormone ရောနှစ်ခုလုံးတောက်ရမယ်အကယ်၍တိမ်ထုတ်ပြီးသားဆိုလို့ရှိရင်တော့ estrogen တစ်ခုမျိုးတည်းတောက်မယ်ဆိုလည်းရတယ်နော်if you had and you've had a hysterectomy to remove your womb you can take estrogen on its own เนาะအဲဒါဆိုလို့ရှိရင်ねဘယ်လိုတောက်လို့ရလဲတဲ့เนาะ you can usually take HRT if you are having menopausal symptoms เนาะ menopause symptom တွေရှိတယ်ဆိုလို့ရှိရင်တောက်လို့ရတယ်အဲ့တော့တောက်လို့မရတဲ့ဟာတွေကဘာဖြစ်မလဲဆိုတဲ့အခါကျတော့ history of breast cancer ovarian cancer and womb cancer အဲ့တော့ရင်သားကင်ဆာဖြစ်ဖို့တဲ့တောက်အိမ်ကင်ဆာဖြစ်ဖို့တဲ့အိမ်ကင်ဆာဖြစ်ဘူးတယ်ဆိုလို့ရှိရင်တော့ဒီ HRT တောက်ဖို့အတွက်မတင်တော့ဘူးเนาะဟော်မုန်းအစားထိုးတောက်ဖို့အတွက်မတင်တော့ဘူးပြီးသွားတဲ့ခါကျတော့သွေးခဲတဲ့လူတွေပေါ့เนาะ have a history of blood clot you may need to use patches or gel rather than tablets အကယ်၍သွေးခဲတဲ့ယောဂတွေရှိတယ်ဆိုလို့ရှိရင်တော့တောက်တာထက်စားလို့ရှိရင်ကတ်တာတို့เนาะပြီးတော့လိမ်လူးတဲ့ gel လေးတွေသုံးတာတို့အဲ့ဒါတွေကပို့ပြီးတော့တင်တော်မယ်အကယ်၍ and treated high blood pressure သွေးတိုးတယ်ပေါ့နော်သွေးတိုးတယ်ကုမထားဘူးအဲ့တော့ your blood pressure will need to be controlled before you can start HRT အဲ့တော့သွေးတိုးနေတယ်ဆိုလို့ရှိရင်သွေးအကယ်၍ HRT မတောက်ခင်ဟော်မုန်းစားထိုးမသုံးစွဲခင်မှာသွေးတိုးကိုအရင်ထိန်းပေးဖို့လိုတယ်ပြီးတော့ဒီကောင်းကြီးကအသေးကနေပြီးတော့ဆွန့်ထုတ်မှဖြစ်တဲ့ကြောင့်မလို့အသေးယောဂါတွေရှိရဆိုလို့ရှိရင် is not suitable for HRT အဲ့တော့အကယ်၍ကိုယ်ဝန်ရှိတယ်ပေါ့နော်အဲ့တော့ stay possible to get pregnant while taking HRT so it is important to use contraception until 2 years after your last period or no, if you are under 50 or 1 year after age of 50အဲ့တော့အသက်50အောက်မှာ2 နှစ်ရာသီမလာမှသွေးဆုံးမယ်အသက်50အထက်မှာ1 နှစ်ရာသီမလာဘူးဆိုတော့မှသွေးဆုံးမယ်အဲ့အတွက်ကြောင့်မလို့သွေးမဆုံးမချင်းမှာကိုယ်ဝင်ရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ HRT တောက်နေလဲသူဒီဘာပြောရမလဲဆို contraception ကိုသုံးထားမယ်တဲ့အဲ့တော့အကြမ်းမြင်ပေါ့နော်ဘယ်သူတွေတောက်လို့ရလဲ HRT တက်မသင့်တော်တဲ့လူတွေကနော်ရင်သားကင်ဆာရှိတဲ့လူတောက်အိမ်ကင်ဆာရှိတဲ့လူပြီးတော့တအိမ်ကင်ဆာရှိတဲ့လူအဲ့တော့အဲ့ဒါတွေကတောက်ဖို့အတွက်မသင့်တော်ဘူးအကယ်၍သွေးခဲတဲ့ယောဂရှိရဆိုလို့ရှိရင်တောက်တာထက်စားလို့ရှိရင်ကတ်တာတို့ဂျယ်တို့ကိုပို့သုံးမယ်အကယ်၍သွေးတိုးရှိရဆိုလို့ရှိရင်သွေးတိုးကိုထိန်းပြီးမှ HRT ကိုစတင်တယ်အသေးယောဂတွေရှိရင်မသုံးသင့်ဘူးကိုယ်ဝန်ရှိရင်မသုံးသင့်ဘူးအဲ့တော့ပြီးနောက်တစ်ခုကကိုယ်ဝန်ရနိုင်သေးတဲ့အတွက်ကြောင့်မလို့ HRT သုံးနေခြင်းမှာကိုယ်ဝန်ဆောင်တားဆီးတွေကိုသုံးထားရမယ်အကယ်၍နော်အသက်45ကျော်လာပြီခုနကတော့ menopausal symptoms တွေဖြစ်တဲ့သွေးဆုံးတဲ့လက္ခဏာတွေသွေးဆုံးခါနီးပေါ့နော်လက္ခဏာတွေဖြစ်တဲ့နော်ပူလိုက်ချမ်းလိုက်တွေဖြစ်တာညဘက်မှာချွေးတွေထွက်လာတာနော်အိတ်လို့မပြောတော့ဘူးနော်ပြီးတော့အခါကျတော့စိတ်တွေအပြောင်းလဲဖြစ်တယ်ပေါ့နော်ငိုချင်ရည်ချင်ဖြစ်လာတယ်ဒေါသတွေထွက်လာတယ် mood swings ဖြစ်တယ်နော်ပြီးတော့ anxiety and low mood ပေါ့နော်စိတ်တွေပူပန်တက်လာတယ်စိတ်ထက်ကျလာတယ်ပြီးတော့နောက်တစ်ခါကျတော့အမျိုးသမီးမိန်းမကိုယ်တွေခြောက်သွေ့လာတယ်နော်အဲ့တော့ hot flash night sweat sleep
night sweats sleep problems mood swings and anxiety low mood and vaginal dryness တွေရလာပြီဆိုရင်ပေါ့နော်သုံးမယ်ဆိုလို့ရှိရင်considering starting HRT စသုံးမယ်ပြီးတော့အသက်45အောက်မှာပေါ့နော်ပြီးတော့အဲ့လိုမျိုး symptom တွေရှိတယ်ပေါ့နော် this may be gradual menopause early menopause ဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်ပေါ့အဲ့တော့သူတို့စီမှာတော့ဒါဆရာဝန်မေးခိုင်းတာပေါ့နော် HRT ကငါ့ကိုဘလို့အာနော်အကျိုးရှိမှလဲဘာတွေပို့ပြီးတော့ကောင်းလာမှလဲပေါ့ကောင်းကျိုးဆိုးကျိုးတွေကဘာလဲပေါ့နော်HRT ပဲရှိတာလားဘယ်လောက်ကြာတောက်ရမှလဲနော်ပြီးသွားတဲ့ခါကျတော့ဘယ်အမျိုးအစားကိုယ့်အတွက်အကောင်းဆုံးလဲဒါသူတို့မေးဖို့အတွက်သင်ပေးထားတာပေါ့နော်ဒီမှာလဲဆရာဝန်နဲ့တွေ့လို့ရှိရင်ဒါလေးတွေမေးလို့ရတယ်တဲ့နော်အဲ့တော့ HRT စပြီးသွားလို့ရှိရင်ပထမဆုံးကတဲ့အနေနော် low dose လေးတွေကဆရာဝန်စပေးလိမ့်မယ်ပြီးသွားလို့ရှိရင်တဖြည်းဖြည်း dose လေးတွေကိုတိုးလာမယ်အဲ့ပြီးသွားလို့ရှိရင်နော်ဘာဖြစ်လာမလဲဆိုတော့ few days or week ပေါ့နော်တဖြည်းဖြည်းနဲ့ကိုယ်ခံစားရတာလေးတွေကတက်တာလိုက်မယ်တဲ့နော်အဲ့တော့ဒီသူတို့စီမှာတော့ပေါ့နော် GP ကဘယ်တော့ပြန်ကြည့်မလဲပေါ့ဆရာဝန်တူတူပဲပေါ့နော်ဆရာဝန်ကဘယ်တော့လောက်ပြန်ကြည့်မလဲတဲ့3လလောက်ကြာလို့ရှိရင်ပြန်ကြည့်မယ်တဲ့နော်ပြီးသွားလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်ပေါ့နော် change ပေါ့ your type of HRT ကိုယ့်ရဲ့သုံးနေတဲ့ပုံစံပြောင်းမယ်ဆိုလို့ရှိရင်လည်းသူတို့ပြန်ခေါ်လိုက်မယ်ပြီးသွားလို့ရှိရင်ပေါ့နော်ဒီဆေးပေးထားတာကောင်းရင်လားမကောင်းဘူးလားပေါ့နော်အဲ့ဒါလေးတွေကြည့်ရလား everything okay ရဲ့လားပေါ့နော်အဲ့ဒါတွေကိုဘယ်ချိန်ကျတစ်ခေါက်ပြန်ကြည့်မလဲဆိုတော့ review အရေးကတစ်နှစ်လောက်ကြာရင်တစ်ခေါက်ပြန်ကြည့်အောင်မေးတယ်နော်ပထမဆုံး3လလောက်ကြာရင်ပြန်ခေါ်ကြည့်မယ်နောက်ကြာရင်တစ်နှစ်လောက်ကြာရင်ပြန်ကြည့်မေးတယ်နော်အဲ့တော့symptom တွေကမသက်သာလားကိုခံစားရတာတွေကမသက်သာလားဒါမှမဟုတ်လို့ရှိရင် side effect တွေရလာတယ်ပေါ့နော်ရတယ်ဆိုလို့ရှိရင်ခုနကတော့တောက်ဆေးရဲ့ dose လေးတွေကိုပြောင်းပေးမယ်ပေါ့ဒါမှမဟုတ်လို့ရှိရင်ဘာဖြစ်မလဲဆိုတော့သုံးတဲ့ပုံစံလေးတွေပြောင်းပေးမယ်နောက်တစ်ခုကကြတော့ဒီပေါ့နော်ဒီ menopause specialist doctor စီသူတို့ GP တွေကလွှဲပေးလိမ့်မယ်တဲ့နော်အဲ့တော့ဘယ်လောက်ကြာတောက်ရမလဲဆိုတော့ HRT တခုတောက်ပြီဆိုလို့ရှိရင်2နှစ်ကနေ5နှစ်လောက်ထိတောက်ကြရပါတော့it can be longer in some cases ပေါ့တချို့တွေတော့လည်းဒီထက်ပိုပြီးတော့ကြာတောက်ရနိုင်တာဖြစ်နိုင်တယ်တဲ့နော်အဲ့တော့ further information အနေနဲ့ type of HRT တွေကဘာရှိလဲတဲ့နော် type of HRT တွေဆိုလို့ရှိရင်တောက်ဆေးတွေရှိတယ်ပေါ့နော်ကတ်တဲ့ဘာလေးတွေ patches လေးတွေရှိတယ်နောက်တစ်ခုက gel လေးတွေရှိတယ်တဲ့နော်အဲ့တော့ဘယ်ကောင်ကကိုယ့်အတွက်သုံးမလဲဆိုတာဆရာဝန်နဲ့တိုင်ပင်ပြီးတော့သုံးနော်အဲ့တော့ benefit ကတော့ဘာဖြစ်မလဲဆိုတဲ့အခါကျတော့ခုနကတော့ခံစားရတာတက်တာလာမှာပေါ့နော် hot flash test တွေ mood swings တွေ vaginal dryness တွေအဲ့ဒါတွေအကုန်လုံးတက်တာလာမယ်ပြီးသွားလို့ရှိရင် prevent weakening of the bone အဲ့ဒါအရေးကြီးတယ်အယိုးပွားတာကိုသူကကာကွယ်ပေးမယ်ပေါ့နော်အဲ့တော့ side effect မရှိလားဆိုရှိတာပေါ့တဲ့ side effect ကလည်းဖြစ်နိုင်တယ်ဒါပေမဲ့တဲ့ not everyone gets them အားလုံးကတော့ side effect အကုန်လုံးရတာတော့မဟုတ်ဘူးတဲ့နော်အဲ့တော့ဘာဖြစ်မလဲဆိုတော့usually mild ပဲပေါ့နော်နည်းနည်းလေးပဲဖြစ်တယ်နည်းနည်းလေးပဲဖြစ်တယ်เนาะ and pass within 3 months of studying 3 months เนาะ3လလောက်ဆို okay ဝါတာပဲပေါ့နော်ဒါလေးတွေကတားဆီးတောက်တာနဲ့အတူတူပဲပေါ့ဆဆချင်းတော့ဖြစ်တယ်အဲ့တော့ side effect လေးတွေကဘာဖြစ်နိုင်လဲဆိုတဲ့အခါကျတော့တဲ့เนาะနာရလို့အန်ဂျင်နာပြုတ်ကျင်တာလေးတွေပေါ့နော်အဲ့လိုလေးတွေရှိနိုင်တယ်ဒါပေမဲ့ထူးထူးခြားခြားကြီးတော့သိပ်ပြီးတော့မရှိဘူးမိုင်းလောက်ပဲရှိမယ်ပြီးသွားလို့ရှိရင်လည်း3လလောက်ဆိုလို့ရှိရင်အဲ့ဒါလေးတွေကပျောက်ပြသွားမယ်ပေါ့နော်အဲ့တော့ဘယ်အချိန်တောက်ရင်ကောင်းမလဲတဲ့နော်အဲ့တော့ဘယ်ချိန်တောက်ရင်ကောင်းမလဲဆိုတော့အဲ့လိုမျိုးကြီးဘယ်ချိန်မစားလိုက်ပါပေါ့နော်ဘယ်လောက်ကြာတောက်ပါဘယ်လောက်ဘယ်တော့ရက်ပါအဲ့လိုပြောအတိအကျပြောဖို့ကတော့ခက်တယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူတို့တွေကsymptom မှာကြည့်ပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့နော်ဘယ်ချိန်စတော့ဘယ်ချိန်ရက်တော့အဲ့လိုပြောဖို့တော့ခက်တယ်အဲ့တော့ alternative ရှိလား alternative ရှိတာပေါ့တဲ့အကယ်၍ခုနကတော့လို့ပေါ့ကိုကမသိတော့ဘူးလို့ပြောတယ်လေနော်ခုနကတော့မသိတော့ဘူးလို့ပြောတယ်ဆိုတော့တခြားဘာတွေရှိနိုင်လဲခုနကအသေးယောဂါရှိနေတာတို့နော်ကင်ဆာတွေအရင်တော့ဖြစ်ဖူးတာတို့အဲ့ဒါဆိုလို့ရှင်ရှိတာပေါ့တဲ့ lifestyle changes လေးတွေလုပ်လို့ရတယ်တခြားဆေးလေးတွေတောက်လို့ရတယ်ပြီးတော့ herbal remedies လေးတွေကိုသုံးလို့ရတယ်တဲ့နော်အဲ့တော့ lifestyle changes လေးတွေမှာဆိုလို့ရှိရင်မြန်မာတွေမှာကျတော့အဆင်ပြေတယ်ပေါ့နော်သူတို့တွေကများသောအားဖြင့်ဒီလိုပဲနေလိုက်ကြ regular exercise ပေါ့နော်regular exercise လေးတွေလုပ်မယ်နော် regular physical activity တွေက hot flash တွေကိုတက်တာလာစေမယ်အိပ်ပျော်တာတွေပိုကောင်းလာစေအိပ်ရေးပိုဝါလာစေမယ်နောက်တစ်ခါ healthy diet ပေါ့နော် balance diet လေးတွေတောက်မယ်စားမယ်ပေါ့နော် balance diet လေးတွေစားမယ်အဲ့ဒါဆိုလို့ရှိရင်နော်ဝါလည်းမလာတော့ဘူးနော် keep your bone healthy ပေါ့အယိုးစစ်တွေလည်းကောင်းလာမယ်
အဲ့တော့ဝတ်တဲ့ခါကျသူကပူလိုက်လိုက်တွေဖြစ်နေအောင်เนาะညဘက်ချေးတွေကထွက်နေတဲ့ခါကျတော့loose clothes လေးတွေသုံးမယ်เนาะအဲ့တော့ cool well ventilated room ထဲမှာနေမယ် if you get hot flash and night sweats this can help to stay cool ပေါ့เนาะအေးဝါမယ်ပေါ့เนาะပြီးသွားတဲ့ခါကျတော့coffee တွေမတောက်နဲ့တဲ့ alcohol တွေမတောက်နဲ့spicy food တွေမစားနဲ့တဲ့เนาะအခုအဲ့တော့ they have all been known to trigger hot flashes တွေတက်တာเนาะ coffee တွေကနော်အရက်တွေပြီးတော့အဆက်တွေသိမစားနဲ့เนาะ quit smoking เนาะ giving up can help reduce hot flashes เนาะဆလိပ်ဖြတ်เนาะပြီးသွားလို့ရှိရင် vaginal lubricant or moisturizer သုံး vaginal dryness တွေရနေရဆိုလို့ရှိရင်အဲ့ဒါတွေသုံးလို့ရတယ်အဲ့ဒါတွေက shops and pharmacy တွေမှာသုံးလို့ရတယ်အဲ့တော့အစားအသောက်ရဲ့အနေအထားရဲ့เนาะပြီးတော့လေ့ကျင့်ခန်းလေးတွေလုပ်เนาะပြီးတော့အရက်တွေ coffee တွေဆက်တွေ short လိုက်เนาะvagina လေး short တယ်ဆိုလို့ရှိရင် vagina lubricant လေးကိုသုံးလိုက်เนาะအဲ့လိုဆိုရှင်နောက်တစ်ခုက other medicine တွေပါရှိလဲတဲ့เนาะအဲ့တော့ other medicine တွေပါရှိလဲဆိုလို့ရှိရင် HRT အစားပေါ့တခြားတောက်လို့ရတာခုနကတော့သူက mood swing တွေရတာပေါ့เนาะ mood swing တွေ anxiety တွေ depression low mood တွေရတဲ့အတွက်ကြောင့်မလို့အဲ့ချိန်မှာပေါ့เนาะဒီ antidepressant လေးတွေကိုတောက်ပေးလို့ရတယ်เนาะ selective serotonin reuptake inhibitor ပေါ့เนาะ SSRI တို့เนาะပြီးတော့ SNRI တို့ serotonin noradrenaline reuptake inhibitor လေးတွေအဲ့ဒါမျိုးလေးတွေကိုတောက်လို့ရတယ်တဲ့เนาะအဲ့တော့ဒီအဲ့ဒီဟာတွေကိုတောက်မယ်ပေါ့နော်အဲ့ဒီသူကတော့ဘာဖြစ်လဲဆိုတဲ့အခါကျတော့ urgent help တွေပါလို့ရတယ် support is available if you or someone know who have the mental health crisis or emergency no matter what you are going through ပေါ့နော်အကယ်၍ mental health ဒုက္ခနာ suicide တဲ့ thoughts တွေ quick ကွာရလာတယ်ဆိုလို့ရှင်တော့ဒါအရေးပေါ်တွေပါသွားပါဒီမှာတော့အဲ့လောက်ထိမရကြဘူးပေါ့နော်များ2 type of antidepressant ပေးလို့ရတယ် SSRIN တို့ SNRIN ဆိုပေးလို့ရတယ်နော်အဲ့ဒါဆိုလို့ရှင် benefits and risks တွေကိုသူတို့ကပြောပြလိုက်မယ်အဲ့သူတို့ကဘယ်လိုလဲဆိုတော့ side effect လေးတွေတော့ရှိတာပေါ့နော်သူကနည်းနည်းလေးagitated တို့နော် shaky တို့နော် anxious တို့ feeling sick တို့နော် feeling dizzy တို့ reduce that drive တို့နော်အဲ့ဒါလေးတွေကတော့သူ့မှာပြဿနာလေးတွေရှိနိုင်တယ်အဲ့လိုဆိုတဲ့အခါကျတော့နည်းနည်းလေးချိန်ပြီးတော့ဒါလေးတွေကိုပေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကဘာတောက်လို့ရဆိုတော့ clonidine လေးတောက်လို့ရတယ်နော် clonidine ကိုပေးလို့ရတယ်အဲ့ဒါဒီဘာဖြစ်လဲဆိုတော့ prescribed medicine ဖြစ်တယ်เนาะအဲ့တော့ခုနကတော့ clonidine ကြတော့လေ hot flash တို့ night sweats တို့တက်တာစီတယ်เนาะအဲ့တော့ clonidine ပေးမယ်ဆိုလို့ရှိရင် it take as tablet 2 times a day ဒီနေ့နှစ်ခါပေးမယ်ပြီးတော့လို့ရှိရင်သူက hot flash တွေ night sweats တွေတက်တာစီတယ် it does not affect hormone level ကိုမပြောင်းသူကရိုးရိုးပဲခုန HRT ကတော့လုံးဝလိုအပ်နေတဲ့ hormone ကိုဓာတ်ရိုက်ဖြည့်လိုက်တာအဲ့တော့နော်ဒါပေမဲ့ hormone ကိုမပြောင်းဘူးအဲ့အတွက်ကြောင့်မလို့ does not increase the risk of breast cancer risk လည်းမတက်ဘူးအဲ့တော့ hot flash တွေ night sweat တွေပဲရနေဆိုလို့ရှိရင် clonidine လေးတစ်နေ့နှစ်ချိန်ပေးလိုက်လို့ရတယ်ပေါ့နော်အဲ့တော့clonidine ကိုကဘာဖြစ်တယ်လဲဆိုတော့သူကတော့လေ dry mouth တို့ depression တို့ constipation တို့ရတတ်တာပေါ့နော်သူရဲ့ effect ရဖို့ကြတော့ HRT ကကြောင့်နည်းနည်းလေးပိုမြန်နေပေါ့ပေးလိုက်တာနဲ့သူက improve ဖြစ်လာသူကတော့နှစ်ဘက်ကနေ၄ဘက်လောက်ထိနည်းနည်းကြာတတ်တယ်ပေါ့စိတ်ရှိနဲ့စောင့်ပေါ့နော်အဲ့တော့နောက်တစ်ခုကအာသာဟွာတွေရတယ်နော် herbal လေးတွေလည်းရှိတယ်တဲ့နော်အဲ့တော့ herbal လေးတွေအကြောင်းပြောမယ်ဆိုလို့ရှိရင်ကြတော့တဲ့နော် herbal remedies and complementary medicines for menopause symptoms ပေါ့နော်အဲ့တော့ health shops တွေရတယ် sells a variety of products တွေအများကြီးရောင်းကြတယ်ပေါ့နော်ရောင်းကြတယ်တဲ့အဲ့ခါကျတော့ဗာလဲဆို good idea to ask GP or pharmacist ကိုမေးလိုက်တဲ့နော်အဲ့တော့ herbal medicine လေးတွေမှာတချို့တွေ sometime taken တွေကဘာရှိလဲဆိုတဲ့အခါကျတော့ evening primrose wine တို့နော် black cohosh တို့နော် angelica တို့နော် ginseng တို့ St. John wort တို့ red clover တို့ပါနော်အဲ့တော့ herbal remedy such as the red clovers contain plant hormone တွေပါတယ်တဲ့သူစီမှာနော်that can add နော်ဒီ red clover လေးရနာမည်ကြီးပေါ့နော် similar way to the estrogen သုံးတယ်ဒါပေမဲ့ black cohosh တော့ is believed to balance the estrogen နဲ့ progesterone level ကိုသူကနည်းနည်းညှိပေးတာတဲ့နော်ဒီ black cohosh လေးကကြတော့ estrogen နဲ့ progesterone level ကို balance လုပ်ပေးတာ this may help with the some menopausal symptoms and but this is not supported by scientific evidence နော်ဘယ်လိုလဲဆိုတဲ့အခါကျ may help ပဲနော်ဒီကောင်လေးတွေကကြတော့ scientific evidence
evidence တော့အများကြီးမရှိဘူးပေါ့နော် even there are some supporting evidence there are uncertainty about the right doses to use whether it health benefit less အဲ့လိုဆိုတဲ့အခါကျတော့ပေါ့နော်ဒီ right dose တွေပါလဲသိပြောမရှိဘူးပေါ့နော်တချို့ဆက်နော် St. John Wort ကကြတော့တဲ့ serious side effect ရှိတယ်နော်အဲ့တော့ they are taken with other medicine เนาะတခြား medicine တွေနဲ့တောက်မယ်ဆို St. John Wort ကနည်းနည်းသုံးအနေလေးရှိနိုင်တယ်ဒီကြောင့်နောက်ပိုင်းကျတော့သူတို့တွေကများသောအားဖြင့်ဒီ black cohosh တို့ red clover တို့ပေါ့နော်အဲ့ဒီပါတဲ့ဟာလေးတွေကိုပို့သုံးကြတာပေါ့နော်အဲ့ဒီ products တွေကို marketed as the natural products တွေဆိုပြီးတော့သုံးလို့ကြတယ်ဒါပေမဲ့ natural လို့ပြောတယ်ဆိုတာက does not mean သူတို့တွေက safe ဖြစ်တယ်လို့ပြောလို့မရဘူးတဲ့သူရဲ့ quality တွေ purity တွေ ingredients တွေက guarantee ပေးလို့မရတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်တဲ့နော် bioidentical or natural hormone တွေရှိတယ်တဲ့နော်အဲ့ဒီဟာတွေကတဲ့ဘေးရဆို plant resource တွေကနေလောက်တာ being similar to the identical ဖြစ်တယ်တဲ့နော် some people claim that these hormones are natural and safer alternative တချို့တွေကတော့တဲ့ပိုတော့မှ safe ဖြစ်တယ်လို့ပြောမယ်ပေါ့နော်ဒါပေမဲ့လည်း however biomedical hormone are not recommended နော်သူ့ကို recommend မလုပ်ထားဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကဒီ safety အတွက်ကို regulation တွေပေါ့နော်မဖြစ်ဘူး clear လည်းမဖြစ်ဘူးပေါ့နော်အဲ့တော့ there is no good evidence to suggest they are safer than standard HRT HRT တက်ပို့ပြီး safe ဖြစ်ပါတယ်လို့ evidence ကမရှိနေဘူးအဲ့ဒီကြောင့်မလို့မကောင်းလို့ပြောတာမဟုတ်ဘူးသူ့မှာ evidence တွေကပြည့်စုံမရှိတဲ့အတွက်ကြောင့်မလို့ recommend မလုပ်ထားတာပေါ့နော်အဲ့တော့ it is not known how effective they are in reducing menopause symptom ပြီးတော့နောက်တစ်ခါဘလောက်လောက်သက်သာသွားမယ်ခုနလိုဘလန်ပတ်နေသက်သာသွားမယ်ဘလောက်တောင်းရင်သက်သာသွားမယ်ဆိုတာမျိုးသူတို့မှမရှိတဲ့အတွက်ကြောင့်မလို့ခုနက bioidentical or natural hormone တွေကိုသူတို့တွေက recommend မလုပ်ထားဘူးပေါ့နော်အဲ့ပြီးတော့ the balance of hormone used in the bioidentical preparation are usually based on the hormone level in your saliva တို့ဘာလို့ပေါ့နော် not based on the level related to your symptom နဲ့သက်သာထားတာမဟုတ်ဘူးပေါ့နော် hormone level တွေနဲ့လိုက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ body ရဲ့ identical hormone တွေက difference ဖြစ်တယ်because they have regulated tested and thoroughly researched they can be prescribed to treat menopause symptom နဲ့เนาะအဲ့တော့တဲ့ body ရဲ့ identical hormone တွေကじゃမတူဘူးပေါ့เนาะခုနက estrogen တို့ progesterone じゃတို့က well research ဖြစ်တယ်ပေါ့เนาะအဲ့အတွက်ကြောင့်မလို့ prescribe လုပ်လို့ရအဲ့တော့ many standard HRT hormones are made from the natural sources ကတော့လုပ်ထားတယ်ဒါပေမဲ့เนาะ bioidentical hormone တွေနဲ့မတူဘူး they are closely regulated and has been well researched to make sure they are effective and safe as possible ဒီ HRT တွေကိုလည်းက natural source ကလုပ်တာဒါပေမဲ့ဘာလဲဆိုတော့သူတို့တွေက closely regulated and well researched ဖြစ်တဲ့ကြောင့် HRT ကိုတော့စိတ်ချလက်ချတောက်လို့ရပါတယ်တဲ့နော်ဒါလေးကဘာလဲဆိုတဲ့အခါကျတော့ NHS ရဲ့ပေါ့နော်NHS ရဲ့ HRT အကြောင်းရှင်းပေးထားတဲ့ဟာလေးကိုဖတ်ပြသွားတာဖြစ်ပါတယ်အဲ့တော့ဒါလေးကကြုံလို့ဖတ်လိုက်တာပေါ့နော်ကြော်ညာတာတော့မဟုတ်ဘူးကိုရီသုံးနေတဲ့မီနူဖန်လေးပေါ့နော်အဲ့တော့မီနူဖန်လေးကကြတော့တဲ့Zfam ကထုတ်တာတော့သူက black cohosh with red clover ပေါ့နော်အဲ့လိုဆိုတော့ကိုရီခုနကပြောလိုက်တဲ့alternative ထဲမှာဆိုလို့ရှိရင်အန်ဒီရရှိတဲ့စိတ်ကြုံ word ဆိုတော့မပါဘူးပေါ့နော်သူတို့တွေနည်းနည်းပို့ပို့ကြီးအပြောများနေတဲ့ red clover တို့နော် black cohosh လေးတွေတော့ထည့်ထားပေါ့နော်အဲ့ဒါကြောင့်မလို့တချို့မီနိုဖန်လေးတွေပေးလိုက်လို့ရှိရင် patient လေးရဲ့ response လေးတွေကကောင်းတာပေါ့နော်ဒါတော့တဲ့ကိုဒီသုံးတာနဲ့ကြုံပြီးတော့ခေါင်းထဲရောက်သွားအောင်ကြုံလို့ထည့်ပြောလိုက်တဲ့ဟာလေးပေါ့နော်အဲ့လိုဆိုတော့တဲ့ဒီနေ့မှာတဲ့နော်အဲ့တော့ NHS ကနေပြီးတော့လို့ရေးထားတဲ့ about HRT ပေါ့နော် hormone replacement therapy လေးကိုဖတ်လို့ပြီးသွားပါပြီတဲ့